အခုရက်ပိုင်းတကဘာလုံးမှာကြက်ထနေတဲ့ဒီအချစ်တွေကမှလည်းအကြောင်းကိုကျွန်တော်ဘဟုတုတရအောင်အသေးစိတ်ပြန်ပြောပြမယ်နော်ဒီဖြစ်သွားတဲ့နေရာကသူများကဗီယက်နမ်နိုင်ငံဆိုပြီးရေးကြပြီးတော့မဟုတ်ပါဘူးသူကကမ္ဘောဒီးယားနိုင်ငံစဗိုင်းဒီယန်ခိုင်တရားရုံးထောင်မှာ2025နိုဝင်ဘာ16ရက်နေ့ဖြစ်သွားတဲ့ဖြစ်စဉ်ဖြစ်ပါတယ်ဒီဖြစ်စဉ်မှာဖြစ်သွားတဲ့အဓိကတရားခံကဒီအသက်19နှစ်သာရှိနေပြီးတော့ဗီယက်နမ်လူမျိုးဖြစ်တယ်သူချစ်သူကလည်းအသက်30သာရှိပြီးတော့ဗီယက်နမ်လူမျိုးဖြစ်တယ်ဘယ်လိုမျိုးဖြစ်တာလဲဆိုတော့သူတို့ကဒီလိုမျိုးဖြစ်ပြီးရုံးချင်းတဲ့အချိန်မှာကြိုတင်ကြံစီထားတာဟုတ်တယ်တဲ့ဘယ်လိုမျိုးဖြစ်လဲဆိုရင်အဲ့ဒီသူ့ချစ်သူအပါဝင်အကျဉ်းသား9ဦးကိုတရားရုံးကိုတရားစီရင်ဖို့ဒီကားအလွဲပြောင်းလုပ်တဲ့အချိန်မှာသူ့ချစ်သူကမလေးကကားမှာစောင့်နေပြီးတော့ထွက်လာတဲ့တခါလဲပစ္စတိုစနပ်ပေးပြီးတော့ရဲတွေကိုချင်းချောက်တယ်တနပ်ပစ်ချင်းချောက်ပြီးတော့တခါလဲမျိုးထွက်ပြေးတော့တာပေါ့ထွက်ပြေးသွားတော့သူတို့အဲ့ဒီတနတ်တန်ကြောင့်သူတို့ပြစ်တဲ့တနတ်တန်ကြောင့်ထောင်ထဲမှာရှိတဲ့ဒီရဲတွေကလည်းပြန်ထွက်လာပြီးတော့သူတို့ကိုအဲ့ဒီစပိုင်ရန်ခရိုင်အနားမှာရှိတဲ့ရွာငယ်တွေလေကွင်းတွေမှာသူတို့ကိုအဲ့ဒီကမ္ဘောဒီးယားရဲတွေကကမ္ဘောဒီးယားနိုင်ငံရဲအစိုးရတွေကအင်အားသုံးချခွေ6လမ်းပြီးတော့အဲ့ဒီမှာပဲသူတို့ထွက်ပြေးတဲ့နိုင်ပိုင်းအတွင်းမှာပဲဒီကောင်မလေးကိုရဲ့အဲ့ဒီအကျဉ်းသား9ဦးကိုရဲ့ဖမ်းမိသွားတယ်သူကလွတ်သွားပါတော့ဒါပေမဲ့2025နိုဝင်ဘာ20နေ့အဲ့ဒီနေရက်ခန့်ကြာတဲ့အချိန်မှာပြန်ပြီးအဲ့ဒီကိုလည်းဖမ်းမိသွားပြီဖြစ်ပါတယ်အခုကအကုန်လုံးဖမ်းမိသွားပြီပေါ့နော်ပြီးတော့ဒီဘယ်လိုပြောမလဲရေသူတို့ရဲ့ဒီဖြစ်သွားတဲ့အကြောင်းအရာရေသူကမ္ဘောဒီးယားရေတွေရဲ့ဒီထောင်ကအလုံးချုံရေညံဖြစ်မှုကြောင့်လည်းပါပေါ့နော်အမျိုးကြောင့်လည်းပါတယ်အဲ့ဒါကြောင့်သူတို့ရေးတယ်လေအဲ့ဒီယုံချုံရေးတယ်အဲ့ဒီထောင်တွေကရေးတွေကိုလည်းအစိုးရပြန်ပြီးစစ်ဆေးနေတယ်လို့ပြောတယ်ပြီးတော့သူများကဒီနေ့မှရေးထားကောင်းမလေးကိုတက်ကျွန်းချတယ်ဘာညာလို့လားကိုချံဘာမှစီချက်မချသေးပါဘူးဒါပေမဲ့အဲ့ဒီအကျဉ်းသား6ဦးကိုကသူတို့ကဒီထွက်ပြေးတဲ့ငကိုတွေကထွက်ပြေးတဲ့အမှုမှာငကိုတွေကအမှုမှာထွက်ပြေးတဲ့မှုပြန်ပေါင်းထားပြီးတော့ကောင်းမလေးကဘယ်လိုအမှုနဲ့ပြန်ပြီးတော့ပြစ်ဒဏ်ဆွဲချက်တင်မလဲဆိုတော့မသိသေးဘူးဆိုတဲ့အခြေအနေဖြစ်ပါတယ်ဒါမဲ့သူ့ကောင်လေးကတော့ဒီတရားမမူရေးဆေးဝါးရောင်းဝယ်မှုတရားမလက်နဲ့အဲ့ဒီအကြောင်းဖန်ခံထားရသူဖြစ်တယ်ငကိုတွေကသူကအမှုအရင်ကြီးတဲ့အမှုဖြစ်တဲ့အကြောင်းအခုထပ်တိုးလိုက်တော့သူ့တော့ကတော့တသက်ကျွန်းနေပါတသက်ကျွန်းဟုတ်သွားတော့မှာပေါ့နော်ဒါတော့ကမ္ဘောဒီးယားနိုင်ငံကဒီ National Police အဲ့ဒီသူရဲ့တည်မှာရေးထားတဲ့အကြောင်းကျွန်တော်အနေနဲ့ပြန်ပြီးတော့ပြန်ပြီးပြောပြပေးထားခြင်းဖြစ်ပါတယ်နောက်ထပ်ဒီကောင်းမလေးကိုတရားစီရင်တဲ့အခါသူဒီနေ့တက်လာရင်ပြန်ပြီးပြောပြမယ်နော်အခုကတော့ဒီလောက်ပါပဲအပြည့်စုံပါပဲလက်ရှိတဲ့တင်ကတော့ Okay 再见